တယောက်ကပုံမိကာလာရောက်လို့ရှိရင်အစိုးတွေအားလုံးဝင်တယ်ကျမ်းမာရေးရောစီးပွားရေးရောလူမှုရေးရောအငွေးရေးရောပေါ့အဲ့ဒီအစိုးတွေကိုအေးဖြတ်ပေးနိုင်တယ်ပုံမိလွတ်စမဆိုတာလေဆရာမစီမှာအခုရပြီပေါ့နော်ဒါမျိုးလေးပေါ့ကိုချစ်သူကမိမိနောက်ွယ်မှာအခြားမိန်းမတွေနဲ့အမျိုးစုံခြေရှုပ်နေတဲ့ကိုမကိုဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်ကိုချစ်သူကကိုစကားကိုနားထောင်စေခြင်းနဲ့အိမ်အေးခြင်းနဲ့ဆိုလို့ရှိရင်သုံးလို့ရတဲ့အင်းရှိရဲ့အဲ့အင်းတော်ကြီးလည်းရပါပြီနှစ်ဖက်မိဘရဲ့အကြောင်းဖြစ်စေပြည်နယ်တွေကမကိုက်လို့ဖြစ်စေဓမ္မတော့ကအင်ဝါရစာလိုမျိုးအဲ့လိုမျိုးနေနံမကိုက်လို့တပ်ပါတီပေါ်လာတာမျိုးဒီချင်းချင်းနဲ့အိမ်အောင်တက်တန်းတစ်ခုလုံးမှာဒီဟာထပ်ပို့ပြီးတော့ရှမ်းနေမလို့အဖက်နဲ့ဖြစ်တာမျိုးပြီးတော့တပ်ပါတီကြောင့်ဖြစ်တာမျိုးပြီးသွားလို့ရှိရင်နှစ်ဖက်မိဘနှစ်ဖက်အတိုင်းဝိုင်းကြောင့်ဖြစ်တာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကိုရှောင်ရှားခြင်းနဲ့ဆိုလို့ရှိရင်ဆမ်မစီမှာချစ်တဲ့လူတိုင်းစုံစည်းနိုင်စေဖို့ဒီလိုအပေါင်းရင်းလေးရပါပြီတကယ်လို့မှကျင်နေဆိုရင်တော့ Viber နံပါတ်ကတော့3994234343မှာလာပြီးတော့မှလို့ရပါတယ်တာရော့နဲ့ပေးရင်ပေါ့နော်မေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ Viber နံပါတ်မှာပဲလာပြီးတော့မေးလို့ရပါတယ်